မင်းသားတော်တော်များများဘာလို့တူနီဂျာကိုမကြော်နိုင်ကြတာလဲဘာလို့လဲဆိုတော့သူဟာဘယ်သူမှမလိုက်နိုင်တဲ့ကဘာကျော်ကိုခံပညာတစ်ခုကိုချပြခဲ့လို့ပါပဲအဲ့ဒါကတော့ငွေထိုင်းပါဟောလိဝုဒ်ကိုမရောက်ခင်ကတည်းကတူနီဂျာဟာထိုင်းနိုင်ငံမှာပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့တာပါသူ့ရဲ့ရုပ်ရှင်တွေမှာလူစားထိုးတာကြိုးဆိုင်တာတွေလုံးဝမရှိသလိုအကွက်ချထားတဲ့ပျော့ပျော့ပြောင်းပြောင်းတိုက်ကွက်တွေလည်းမပါပါဘူးငွေထိုင်းပညာဟာလက်သီးတစ်တောင်ဒူးနဲ့ခြေသလုံးဆိုတဲ့လက်နက်၈မျိုးကိုအသုံးချတာပါသူ့ရဲ့တိုက်ကွက်တိုင်းဟာလူတွေကိုအထင်ကြီးစေဖို့မဟုတ်ပဲပြိုင်ဘက်ကိုအလဲထိုးဖို့တီးတန့်ရည်ရွယ်ပါတယ်တူနီဂျာဟာငငယ်ကလေးကတစ်ပင်တွေကိုကန်ကြောက်ပြီးခန္ဓာကိုယ်ကိုတန်မဏိလိုမာကြောအောင်လေ့ကျင့်ခဲ့တာပါနာကျင်မှုတွေကိုအရှုံးမပေးဘဲကြံ့ကြံ့ခံရင်လေ့ကျင့်ခဲ့ပါတယ်ဒါကြောင့်လဲသူ့ရဲ့အောင်ဘက်ရုပ်ရှင်တွေကတိုက်ကွက်တွေဟာတကယ်လက်တွေ့တိုက်ပွဲတွေလိုကြမ်းတမ်းပြီးအသက်ဝင်နေတာပါကင်မရာလှည့်ကွက်တွေနဲ့ဖုံးကွယ်မထားဘဲအကာအကွယ်မဲ့ခုံပြန်နာတွေအရှိန်အဟုန်အပြည့်နဲ့ထိုးနှက်ချက်တွေကိုမြင်တွေ့ရတာပါအခြားမင်းသားတွေကကိုခံပညာကိုတရုပ်ဆောင်ပြနေချိန်မှာတူနီဂျာကတော့သူ့ဘဝနဲ့ရင်းပြီးတကယ်စစ်အမှန်ကိုချပြခဲ့တာပါတငယ်ချင်းတို့ရောတူနီဂျာရဲ့ငွေထိုင်းကားတွေကြိုက်ကြရဲ့လားကွန်မန့်မှာပြောခဲ့ဦးတော့အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ